နီမိုလေးနဲ့သမုတ်တရားအောက်ကလှုပ်ဝက်စမ်းကြဲမှုများပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့တချိန်ကခလေးရိုးလူကြီးပါအကြိုက်တွေ့ခဲ့တဲ့ Finding Nemo ဆိုတဲ့ဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးသွားမှာပါဒီကားလေးက2003ခုနှစ်မှာထွက်ထားတာဆိုတော့နည်းနည်းတော့ကြာနေပြီဖြစ်ပေမဲ့လည်းပရိသတ်တွေရဲ့ရှင်ထဲမှာနီမိုဆိုတဲ့နာမည်လေးကိုတော့မှတ်မိနေအောင်မယ်လို့ထင်ပါတယ်အဲဒါကြောင့်ချစ်စရာကောင်းတဲ့နီမိုလေးနဲ့အဖေဖြစ်သူတို့ရဲ့သမုတ်တရားတွေကစုံစားခန့်တွေကိုပရိသတ်ကြီးတူတူလိုက်ပါကြည့်ရှုလိုက်ရအောင်နော်ဇလန်ရဲ့အစမှာတော့ပင်လယ်သမုတ်တရားအောက်ထဲကကော်ရမာလင်းဆိုတဲ့ချစ်စရာငါးလေးနှစ်ကောင်ကိုမြင်တွေ့ရမှာပါသူတို့ကလှပတဲ့တနာကြောက်တန်းကြီးလှကိုအတူတူခန်းစားနေတာပဲဖြစ်ပါတယ်ကော်ရမာလင်းတို့ကတိတ်ကိုချစ်ကြတဲ့ကျင်နာကြတဲ့ချစ်စရာဇနီးမောင်နှံပဲဖြစ်ပါတယ်အခုလေမိမဖြစ်သူကတနာကြောက်တန်းကြီးရဲ့အလှကိုခန်းစားခြင်းနဲ့ပြောတာကြောင့်ယောက်ျားဖြစ်သူကလိုက်ပြနေခဲ့တာဖြစ်တယ်။ဇနီးဖြစ်သူကတိတ်ကိုသဘောကျနေတာကြောင့်မာလင်တယောက်ကျင်းနေပီတီဖြစ်နေခဲ့ပါတယ်။သူတို့လင်မယားတွေမဟုတ်ဘူး။ဒီနေရာကိုငါတော်တော်များများကသဘောကျနေတာဖြစ်တယ်။ကော်ရမာလင်တို့မှာအကောင်မပေါက်သေးတဲ့ကလေးတွေအများကြီးရှိနေတယ်။သူတို့လေးတွေအကောင်ပေါက်လေးတွေဖြစ်လာရင်နေထိုင်ဖို့အတွက်လင်မယားနှစ်ယောက်နေရာရှာကြတာဖြစ်တယ်။မာလင်ကတော့အဖေပီပီကလေးတွေကိုအကောင်ဆုံးတွေပဲပေးချင်တာကြောင့်စူးစမ်းပြီးနေရာရှာနေတာဖြစ်တယ်။ပြီးတော့နှစ်ယောက်သားကလေးတွေစီကိုပြန်ပြီးနာမည်ပေးဖို့စဉ်းစားကြပါတယ်။ဥရီအများကြီးဖြစ်တာကြောင့်နှစ်ယောက်သားနာမည်ပေးဖို့အတွက်စဉ်းစားရခက်နေကြတယ်။အဲ့ဒါနဲ့မာလင်လည်းကလေးတစ်ယောက်ကိုမာလင်ဂျူနီယာလို့ပေးမယ်။နောက်ကလေးတစ်ယောက်ကိုကော်ရဲဂျူနီယာလို့ပေးမယ်ဆိုပြီးကော်ရဲကိုစားနှောက်နေခဲ့တယ်။အဲ့ဒီလိုနဲ့ကော်ရဲကကျမနီမိုးဆိုတဲ့နာမည်လေးကိုသဘောကျတယ်။နောက်ရက်ဆိုရင်ကျမတို့ကမိဘတွေဖြစ်လာကြတော့မှကလေးတွေကိုနီမိုဆိုတဲ့နာမည်လေးပေးချင်တယ်ဆိုပြီးမာလင်ကိုပြောနေတယ်။မာလင်ကလည်းကိုကတော့မာလင်ဂျူနီယာကိုပဲသဘောကျတယ်ဆိုပြီးတော့နှစ်ယောက်သားငင်းခုန်နေခဲ့ကြတယ်။မာလင်တို့ဥတွေကအကောင်400လောက်ရှိတာကြောင့်လင်မယားနှစ်ယောက်တွေးပျော်နေခဲ့ကြတယ်။ဒီလိုနဲ့ကော်ရီတယောက်အပြင်ကိုပြေးထွက်လာရင်မာလင်ကလိုက်စားနှောက်နေခဲ့တယ်။အချစ်ရဲ့ကိုနှခမ်းကိုကြည့်ပါအောင်။ဘာအဖို့ကြီးလဲမသိဘူးဆိုပြီးပြောနေခဲ့တယ်။ကော်ရဲကလည်းဆက်ဆက်နဲ့မာလင်ဘာဖြစ်နေတာလဲထွက်သွားဆိုပြီးအော်နေရင်ကော်ရဲအပြင်ကိုပြေးထွက်လာခဲ့တယ်အပြင်ထွက်လာတော့ခုနကစီကားခဲ့တဲ့နေရာလေးမှာဘာမှမတွေ့ရတော့တာကြောင့်နှစ်ယောက်သားတိတ်အံ့ဩသွားကြတယ်ဘာများဖြစ်လို့ခုနကဒီနားမှာရှိတဲ့ငါးတွေအများကြီးဘယ်လိုပြောက်သွားတာလဲဆိုပြီးတွေးမရဖြစ်နေခဲ့တယ်ကြည့်လိုက်တော့သွေးစာနေတဲ့ငမန်းကြီးတစ်ကောင်ကိုမြင်လိုက်တော့မာလင်ကသူ့မိမကိုပုံခိုင်းခဲ့တယ်ကော်ရဲအထဲဝင်နေမင်းအတွက်အနေအများနေဆိုပြီးပြောလာတဲ့အချိန်မှာငမန်းကြီးကအတန်ကြားပြီးတော့ပြေးလာခဲ့တယ်။မာလင်လည်းငမန်းကြီးအနေကနေကောက်ွယ်ပေးဖို့ကြိုးစားရင်ငမန်းအမိနဲ့ရိုက်တာခံရပြီးမိလဲသွားပါတော့တယ်။အဲဒီလိုနဲ့မာလင်လန်နိုးလာတော့ကော်ရဲဆိုပြီးမိမဖြစ်သူကိုရှားနေခဲ့တယ်။နေရအနှံ့လိုက်ရှာခဲ့ပေမဲ့ကော်ရဲကိုလုံးဝမတွေ့ခဲ့ဘူး။နောက်တော့လိုက်ရှာနေရင်သူတို့ကလေးတွေလည်းမတွေ့တော့ပါဘူး။မာလင်တရားဝမ်းနဲ့ပူဆွေးနေရင်နောက်ဆုံးဥတဥကိုပဲတွေ့ခဲ့ပါတော့တယ်။သူလည်းတူတဲ့ကျန်းနေတဲ့ကလေးလေးကိုမိမဖြစ်သူရဲ့ဆန္ဒအတိုင်းနီမိုးဆိုပြီးတော့နာမည်ပေးခဲ့လိုက်တယ်။မိမဖြစ်သူဆန္ဒအတိုင်းနီမိုးဆိုပြီးတော့နာမည်ပေးလိုက်တော့တယ်။ဒီလိုနဲ့နီမိုးလေးလည်းတဖြည်းဖြည်းကြီးပြင်းလာပြီးကျောင်းနေတဲ့အရွယ်ကိုရောက်လာခဲ့တယ်။နီမိုးလေးကအရန်ကိုချစ်စရာကောင်းပြီးတော့တွက်လက်ချက်ချလွန်တာကြောင့်မာလင်တယောက်အထီးမကျန်ခဲ့ဘူး။တစ်ချိန်လုံးနီမိုးလေးကအဖေကိုစားနောက်အဖော်လုပ်ပြီးတော့မာလင်တယောက်မပြင်းခဲ့ရပါဘူး။ဒီနေ့ကနီမိုလေးရဲ့ပထမအဆုံးကြောင်းတက်ရက်ဖြစ်တယ်။ခလေးကိုမာလေးကသူတို့လိုအဖြစ်ဆိုမျိုးမကြုံရအောင်ခလေးကိုတင်ပေးခဲ့တယ်။အပြင်ထွက်ရင်ချက်ချင်းမထွက်ပဲအထဲကနေဘေဘီကိုချောင်းကြည့်ဖို့တင်ပေးနေခဲ့တယ်။နီမိုလည်းဖေဖေပြောသလိုပင်လေကြီးကကြမ်းတမ်းတယ်။အနေရများတယ်။ဒါကြောင့်ဒါအပြင်ထွက်ရင်တတိထားရမယ်။မထွက်ခင်၄ခါလောက်အပြင်ကိုကြိုလေးလာရမယ်ဆိုပြီးခလေးကိုတင်ပေးနေခဲ့တယ်။ပြီးတော့နီမိုလေးကဖေဖေငမန်းကြီးကိုတွေ့ဘူးလားဆိုပြီးတော့မေးပါတယ်။မာလင်ကမတွေ့ဘူးတွေ့လည်းမတွေ့ချင်ဘူးဆိုပြီးပြောလာပါတယ်။ဒါဆိုရင်ဖေဖေပင်လယ်လေးရောတွေ့ဘူးလားဆိုပြီးထပ်မေးတယ်။တငယ်ချင်းတွေကပြောတယ်ပင်လယ်လေးတွေကနှစ်ပေါင်း100လောက်အသက်ရှင်နေတဲ့။မာလင်လည်းတာမေးတာတွေရက်တော့ဒါလည်းနောက်ကျမယ်မြင်မြင်သွားရအောင်ဆိုပြီးထွက်လာခဲ့ကြတယ်။လမ်းမှာလည်းစောင်းတက်ကြမဲ့ဘော်ဒါတွေအများကြီးတွေ့လို့မာလင်တို့ဆောက်ပြီးလက်ကုတ်ခဲ့ကြတယ်။ဒီလိုနဲ့နီမိုလေးလည်းအဖေဖြစ်သူဘရက်လေးကိုကင်ပြီးချောင်းကိုရောက်လာခဲ့တယ်။ကြောင်ရောက်တော့သူ့လိုပဲငါးပေါက်စာလေးတွေအများကြီးကိုတွေ့ခဲ့တယ်။အဲ့ဒီအချိန်မာလင်ကိုတခြားငါးတွေကလာနှုတ်ဆက်ကြတယ်။မင်းကလူရှင်တော်ငါးမလားလူရှင်တော်ငါးတွေကတော်တော်ကိုရှိရတယ်ကြားတယ်။ငါတို့ကိုဟာသားတစ်ခုလောက်ပြောပြပါဆိုပြီးစနေခဲ့တယ်။အဲ့ဒီလိုနဲ့မာလင်လည်း
ကောင်းပြီပြောပြမယ်ဆိုပြီးဟာသားတစ်ခုပြောနေတော့နီမိုလေးကဖေဖေတားကစားချင်တယ်အဲ့ဒါနဲ့သူလည်းစကားကိုရပ်လိုက်ပြီးခလေးကိုအနေရကင်းနဲ့ရေမြောက်တွေနေရာမှာဆော့ခိုင်းခဲ့တယ်ခဏနေတော့တငယ်ချင်းတွေကနီမိုလေးကိုလှမ်းနှုတ်ဆက်ကြတယ်မင်းရဲ့ရက်လေးကငါတို့နဲ့မတူဘူးမင်းမတီးသက်ပါလာလားလို့မေးနေခဲ့တယ်အဲ့တော့မလေးကဟုတ်တယ်နီမိုရဲ့ရက်လေးကထူးထူးခြားခြားမွေးလာကလေးကပါလာခဲ့တာအဲ့ဒါကိုကန်ကောင်းချင်းရေရဲဆိုပြီးတော့ယူဆထားတယ်ခဏနေတော့မစ္စတာရေးဆိုတဲ့ကျောင်းဆရာကရောက်လာခဲ့တယ်ခလေးတွေလည်းဆရာရောက်လာတော့ပျော်ပြီးတော့အကုန်ပြေးကြတယ်နီမိုလေးကတော့အခုမှကြောက်တက်ခါစားဆိုတော့မရင်းနေသေးဘူးဖြစ်နေတယ်ခဏနေတော့မစ္စတာရေးကကောင်းလေမင်းကဘာတူလဲလွတ်တက်လားဗမာနေတာလဲဆိုပြီးတော့မေးခဲ့တယ်နီမိုလေးလည်းအနီမိုနီနေအိမ်မနေကြသူ့အကြောင်းတွေကိုခရီးစစ်တွင်ကြပြောပြခဲ့ပါတယ်ဒီလိုနဲ့မစ္စတာရေးကသူ့ကိုယ်ပေါ်မှာခလေးတွေအားလုံးကိုတင်ပြီးသိပ္ပံစူးစမ်းလေ့လာရေးခရီးစင်ဆိုပြီးခေါ်သွားခဲ့ပါတယ်မလင်းလည်းသူ့သားလေးကိုစကားမှမခွဲဘူးပဲသူများနဲ့ထည့်လိုက်ရတာကြောင့်စိတ်မကောင်းဖြစ်နေခဲ့တယ်ဒါပေမဲ့လည်းတက်တက်လုံးဖတ်ထွက်ထားလို့မရနိုင်ဘူးဆိုတာသူသိနေတာကြောင့်ဘေးကင်းပါစေသားလေးဆိုပြီးနီမိုလေးကိုဆူတောင်းနေခဲ့တယ်ခဏနေတော့တခြားချောင်းသားမိဘတွေပြောတော့ draw out ကိုသွားတယ်ဆိုတာမလင်းသိလိုက်ရတယ်မလင်းတိတ်ကိုစိတ်ပူသွားခဲ့တယ်ခမရတို့ယူနေလားအဲ့နေရာကတိုက်အနေရရှိတာခလေးတွေကိုတစားကန်ဖြစ်စေချင်နေတာလားဆိုပြီးမလင်ကဒေါသတက်ကြီးអော်ခဲ့တယ်။တခြားကြောင့်သားမိဘတွေကတော့ဘာမှမသိတာကြောင့်မလင်ပြောတာကိုကြောင်တောင်လေးကြည့်နေခဲ့တယ်။လူရှင်တော်ငါဆိုပြီးရှီလည်းမရှီရသလိုတနာစရာကောင်းနေဆိုပြီးမလင်ကိုပြောဆိုနေခဲ့ကြတယ်။နီမိုလေးလည်းမစ္စတာရင်းနဲ့လိုက်သွားပြီးတော့နေရအစ်စ်တွေတဘာဝတန်ရစားတာအလှပတွေကိုတွေ့မြင်နေရတာကြောင့်ပျော်ရွှင်နေခဲ့ရတယ်။ရှုခင်အစ်စ်တွေတငယ်ချင်းတွေနဲ့ပြပြပပစသင်ခဲ့ရတာကြောင့်အတိုင်းမသိပဲပြောနေခဲ့ပါတယ်။ဒီလိုနဲ့ဆရာတပည့်တတိုင်းကြပြရဲရွတ်ပြီးခရီးဆက်ခဲ့တာ draw out ကိုရောက်လာခဲ့တယ်။ဒီလိုနဲ့မစ္စတာရေးလည်းအားလုံးကိုတေချာဆူဆန်လေးလာကြပြီးရင်တိတ်ပံအကြောင်းစပြတ်မေးမယ်ဆိုပြီးအားလုံးကိုကြောပြက်ပေါ်ကနေချပေးခဲ့တယ်။ခလေးတို့မင်းတို့တွေတစ်ပင်တွေအကြောင်းကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှုတွေအကြောင်းလေ့လာခဲ့ကြလို့မှားနေရင်နီမိုဘော်ဒါချိုကအပြင်ကိုထွက်သွားခဲ့ကြတယ်။နီမိုလေးလည်းသူ့ဘော်ဒါတွေသွားတာကြောင့်အတူတူလိုက်သွားခဲ့တယ်။ဟက်ကောင်တွေငါ့ကိုဆောက်အောင်ဆိုပြီးအနောက်ကနေလိုက်သွားပြီးတိတ်ကိုလှပတဲ့ရှုကင်းကိုမြင်လိုက်ရတော့နီမိုလေးကအသက်ရှူဖို့တောင်မေ့သွားခဲ့တယ်။ဒီလိုနဲ့ခဏနေတော့ဘတ်ဖင်ဆိုတဲ့ထူးဆန်းတဲ့အရာတစ်ခုကိုနီမိုတို့တွေ့ခဲ့ကြတယ်။တခြားတငယ်ချင်းတွေကဘတ်ဖင်ကိုသွားထိမယ်ပေါင်းအောင်စူးစမ်းမယ်ဆိုပြီးတော့ထွက်ပြေးခဲ့ကြတယ်။နီမိုကတော့ဟက်ကောင်တွေမလုံနဲ့ငါဖေကမှားထားတယ်။ကိုနဲ့တေချာမသိတဲ့အရာတွေကိုမထိရဘူးမစူးစမ်းရဘူးဆိုပြီးတော့မှားထားတယ်။မင်းတို့အနေရများတယ်။သွားမလုံနဲ့ပြောနေတော့မလေးကရောက်လာပြီးနီမိုလေးကိုဆွဲခဲ့တယ်။တားလေးမလုံနဲ့ဘာမှမသိတဲ့အရာမို့အရင်အနေရများတယ်ဆိုပြီးနီမိုလေးကိုဆူခဲ့တယ်။တငယ်ချင်းတွေကလည်းနီမိုလေးကမသွားပါဘူး။သူအရင်ကြောက်နေခဲ့တာဆိုပြီးကပြောပေးခဲ့တယ်။အဲ့ဒါကိုမလေးကလည်းမင်းတို့မိဘတွေနဲ့ပြန်တိုင်းမပြောတာကံကောင်းတယ်မဲ့။နောက်ဆိုအားလုံးအထိနာမယ်ဆိုပြီးအားလုံးကိုစူပူကျိမ်းမောင်းခဲ့တယ်။တားကရှေးတောင်ကောင်းကောင်းကုသသေးတာမဟုတ်ဘူး။ဒါတွေကိုစူးစမ်းလေ့လာဖို့ဆိုတာမဖြစ်နိုင်သေးဘူးဆိုပြီးပြောလိုက်တယ်။အဲ့ဒါကိုနီမိုလေးကဖေဖေပြောတာမဟုတ်ဘူး။ဒါရှေးကောင်းကောင်းကုသတယ်။ဖေဖေထင်တယ်လို့မဟုတ်ဘူးဆိုပြီးပြောလာတော့တာနောက်တစ်နှစ်လောက်နေမှကြောင်းဆက်တက်ရမယ်ဆိုပြီးပြောလိုက်တယ်။အဲ့ဒါနဲ့နီမိုလေးလည်းဖေဖေကဘာမှမဟုတ်ပဲနဲ့သမုတ်တရားကြီးကိုကြောက်နေတာဖေဖေကိုမုန်းတယ်ဆိုပြီးပြောလိုက်တယ်။မလေးလည်းတယောက်တည်းကြံခဲ့တဲ့သားလေးကသူ့ကိုမုန်းတယ်ပြောတာကြောင့်ရှင်နေနေအောင်ခန်းစားသွားခဲ့ရတယ်။အဲ့ဒီလိုနဲ့မစ္စတာရိတ်ကလည်းညံဖြစ်နေတဲ့သားဖားနှစ်ယောက်ကြားတဲ့ကိုဝင်လာပြီးကျွန်တော်ဘာကူညီပေးရမလဲဘာတွေဖြည့်ရှင်းပေးရမလဲပြီးတော့မလေးကခမည်းမအကြောင်းသားတွေအများကြီးခမည်းကလေးတွေကိုပဲခမည်းနိုင်အောင်ထိမ့်ပါညီမိုလေးကရှေးကောင်းကောင်းမကူးတတ်သေးဘူးသူ့ကိုကြောင်းထားဖို့လည်းမသိတော်သေးတာကြောင့်ကျွန်တော်သားကိုဆုံးမနေတာဝင်မနှောက်ရှက်ပါနဲ့ဆိုပြီးပိတ်ပြောလိုက်တယ်အဲ့ဒီချိန်မှာပဲနီမိုလေးကပိတ်လင်ပြင်ဘက်ကိုထွက်သွားခဲ့တယ်အားလုံးကနီမိုအပြင်ကိုထွက်သွားတော့မလင်ကနီမိုအခုပြန်လာခဲ့မင်းငယ်သေးတယ်အဲ့ဒီရနဲ့တွေ့မယ်ဆိုပြီးတော့တားခဲ့တယ်နီမိုကအဖေဖြစ်သူပြောနေတာကိုနားမထောင်ပဲဘတ်ဖင်ကိုအမီးနဲ့တွားရိုက်ခဲ့တယ်ခဏနေတော့ရင်ကုန်သမားတွေကနီမိုလေးကိုဖမ်းသွားတယ်နီမိုလေးကဖေဖေရဲ့တားကိုခဲပါအောင်ဆိုပြီးတော့အကူကြီးတောင်းနေပေမဲ့ဘယ်သူမှမကူညီနိုင်ခဲ့ဘူးနီမိုလေးအဖမ်းခံသွားခဲ့ရပြီမလေးလည်းချက်ချင်းနီမိုလေးကိုလိုက်ခဲ့ဖို့လုပ်ပေမဲ့တင်မော့ကချက်ချင်းမြင်မြင်ထွက်သွားတာကြောင့်လိုက်မမီတော့ပါဘူးရင်ကုန်သမားတွေကနီမိုလေးကိုရေပုံထဲကိုထည့်ပြီးတော့ဖမ်းသွားခဲ့ပြီမလေးလည်းပြေးလိုက်ပေမဲ့တင်မော့အရေးချောင်တာမတွေ့တော့ပါဘူးမလေးလည်းတဖြည်းဖြည်းပြေးလိုက်ပြီးပင်လယ်မျက်နှာပြင်ထိတောင်ရောက်ခဲ့ပေမဲ့နီမိုလေးရဲ့အရေးချောင်တာမတွေ့တာကြောင့်မလေးရေခွဲမတက်ခန်းစားခဲ့ရတယ်
အဲ့ဒီလိုနဲ့မာလင်တယောက်အယူတယောက်လိုထွက်ပြေးလာရင်တွေ့တဲ့မြငါးတွေကိုဟေဇစီးဖြတ်သွားတာတွေ့မိလားကျွန်တော်သားလေးအဖမ်းခံရလို့ပါတွေ့ရင်ကူညီပေးကြပါအောင်ဆိုပြီးအယူတယောက်လိုအဟစ်နေမိတယ်ခဏနေတော့ဒိုရီဆိုတဲ့ငါးမလေးနဲ့ဝင်တိုက်ပြီးကျမဖြတ်သွားတဲ့ဟေဇစီးကိုတွေ့လိုက်မိတယ်ကျမနာလိုက်ခဲ့လမ်းပြပေးမယ်ဆိုပြီးတော့ခေါ်လာခဲ့တယ်မာလင်တယောက်လိုက်သွားရင်ခဏနေတော့ဒိုရီကကျမကြောက်တယ်ကျမနောက်ရှင်ဘာလို့လိုက်လာတာလဲဆိုပြီးအော်နေခဲ့တယ်အဲ့ဒါနဲ့မာလင်လည်းဘာလဲမင်းပြောတော့ငါ့ကိုလှင်နောက်လမ်းပြပေးမယ်ဆိုပြီးတော့ဘာလို့အခုအယူကွက်တွေနင်းနေတာလဲဆိုပြီးမေးလိုက်တော့တောင်းမှတ်ပါတယ်ရှင်ကျမကကာလာတိုမညံပျောက်ဆုံးနေတဲ့ဝေဒနာခံစားနေရတာပါအဲ့ဒါကြောင့်ပြောခဲ့တဲ့စကားတွေကျမမမှန်ပြီးတော့တာကျမကိုစိတ်မဆိုးပါနဲ့ဆိုပြီးတောင်းပန်ခဲ့တယ်အဲ့ဒါနဲ့မာလင်လည်းတော်စမ်းပါကွာအယူကွက်တွေလာမနေနဲ့မင်းကငါအချိန်တွေကိုဖြုံးနေတာပဲငါသားလေးကိုရှာရအောင်မယ်ဆိုပြီးထွက်လာတော့ငမန်းတစ်ခေါင်နဲ့စုံခဲ့တယ်မာလင်လည်းထွက်ပြေးမလို့လုံနေရင်ငမန်းကခဏလေးနေပါအောင်ကွာငါနာမည်ကဘရုတ်ပါငါမင်းတို့ကိုပါတီပွဲကိုခေါ်သွားမယ်ဆိုပြီးအတင်းခေါ်လာခဲ့တယ်မာလင်တို့လည်းကြောက်ကြောက်နဲ့ဘရုတ်ရဲ့နောက်ကိုလိုက်လာရင်မှောင်မိုက်ပြီးကြောက်စရာကောင်နှက်ဆိုင်နဲ့သမုတ်တရားအောက်နာကိုရောက်လာခဲ့တယ်ဒီလိုနဲ့တနေရာရောက်တော့ဘရုတ်ကချမ်းရင်အန်ကရင်မင်းတို့အတွက်အဖော်ပါလာတယ်ထွက်ခဲ့ကြဆိုပြီးတော့အော်ခေါ်ခဲ့တယ်ခဏနေတော့ကျေးဇူးပဲဘရုတ်ရေငါတို့ဘိုက်ဆောင်နေကြတာအစာရှာလာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဘရုတ်ကစားဖို့ဟန်ပြနေတော့မာလင်ကကြောက်လန့်ပြီးတော့အဟစ်နေခဲ့တယ်ဒါပေမဲ့မာလင်ထင်သားသလိုဖြစ်မလာခဲ့ဘူးဘရုတ်ကငါးတွေကိုစားဖို့မဟုတ်ဘူးငါတို့မိတ်ဆွေတွေသူတို့ကိုမစားရဘူးဆိုပြီးချမ်းတို့ကိုတတိပေးနေခဲ့တယ်အဲ့ဒီတော့မှပဲမာလင်တယောက်လည်းစိတ်အေးနိုင်ခဲ့တယ်ခဏနေတော့မာလင်ကရှင်ကုန်သမားတွေကြာသွားခဲ့တဲ့မျက်မှန်လေးကိုတွေ့ခဲ့တယ်မျက်မှန်မှာပါတဲ့စာတွေကိုဒိုရီဖတ်တက်လာမေးတော့ဒိုရီကသူမဖတ်တဲ့ကြောင့်အဲ့ဒါကြောင့်ရုပ်ကိုမေးမယ်ဆိုပြီးယူလာတော့မာလင်ကလိုက်လုခဲ့တယ်နှစ်ယောက်သာလူနေရင်မျက်မှန်နဲ့ဆိုင်ပြီးတော့ဒိုရီသွေးတွေထွက်သွားခဲ့တယ်ဖြစ်ချင်တော့ဒိုရီရဲ့သွေးတွေကရုပ်ရဲ့နှာခေါင်းဝါနာကိုရောက်သွားပြီးငမန်းသွေးစာခဲ့တယ်ဘရုလည်းငါးတွေကငါတို့အစာဖြစ်ရမယ်ဆိုပြီးချက်ချင်းလိုက်ဖမ်းပါတော့တယ်အဲ့ဒီလိုနဲ့မာလင်နဲ့ဒိုရီလည်းမျက်မှန်နဲ့ဝင်ပြီးတော့လက်ရထွက်ပြေးပေမဲ့ရုနောက်ကတောက်လျှောက်လိုက်နေခဲ့တယ်တနေရာရောက်တော့ရုဒုံးချစ်တစ်ခုနဲ့ညှက်နေပြီးတာကြောင့်မာလင်တို့လွတ်မြောက်သွားခဲ့တယ်ရုတို့လည်းဒုံးချစ်ထမပေါက်ခင်လက်ရကိုအမြန်ထွက်ပြေးခဲ့ကြတယ်တစ်ဖက်မှာလည်းနီမိုလေးကဖေဖေးဆိုပြီးအဟစ်ရှာဖွေနေခဲ့တယ်ကဘာတစ်ခုလိုတခြားနေရာကိုရောက်သွားခဲ့တာကြောင့်နီမိုလေးကကြောက်လန့်နေခဲ့တယ်ဘေးမှာလည်းအာကိုစီယာအဖေမရှိတာကြောင့်အရာအလုံးကိုကြောက်လန့်နေခဲ့တယ်တကယ်တော့နီမိုလေးကသွားစိတ်ကမ်းမှာရောက်နေခဲ့တာဖြစ်တယ်အလှမွေငါးကန်ထဲမှာတခြားပေါင်းပါတွေနဲ့တူရှိနေတာဖြစ်တယ်တိတ်သမျှမြင်သမျှတိုင်းကထိတ်လန့်စရာတွေဖြစ်နေတာကြောင့်ကြောက်ပြီးတော့ပုံနေခဲ့တယ်တခြားသူတွေကလည်းကောင်းလေဘာမှမကြောက်နဲ့ဒီမှာမင်းကိုဒုက္ခပေးမဲ့သူမရှိဘူးပျော်ပျော်ပဲနေလို့ပြောခဲ့တယ်နီမိုလေးလည်းကျွန်တော်အဖေကိုတွေ့မိလားမင်းအဖေအလှမွေငါးဆိုင်မှာကြံခဲ့ပြီးနေမှာပေါ့ငါတို့အားလုံးလည်းငါးဆိုင်ကနေရောက်လာတာမင်းဘာမှအများကြီးစဉ်းစားမနေနဲ့ငါတို့နဲ့ပျော်နေဆိုပြီးတော့ပြောခဲ့တယ်ပြီးတော့နီမိုလေးကိုမင်းကဘယ်ကလာတာလဲငါတို့လိုငါးဆိုင်ကနေလာတာလားမေးခဲ့တယ်နီမိုလေးလည်းကျွန်တော်ကသမုတ်တရားထဲကလာတာပင်လယ်ပြပြကြီးရှိတဲ့နေရာကပေါ့ဒါဆိုမင်းကိုသွားစရာပဲကသူပင်လယ်အောက်ကိုခရီးထွက်ပြီးဖမ်းလာတာဖြစ်မယ်လို့အားလုံးကပြောခဲ့တယ်ခဏနေတော့သွားစရာပဲကလူသက်ကောင်လေးရေနောက်ရကြရင်ငါတပ်ပုံထဲကငါတို့မှမင်းကိုလာခေါ်လိုက်မယ်မင်းရဲ့တခင်တဲ့နောက်ကိုလိုက်သွားရမယ်ကြိုတင်ပြင်ဆင်ထားဆိုပြီးတော့ပြောလာခဲ့တယ်အဲ့ဒါနဲ့တခြားသူတွေကတူမကငါးတွေကိုတတ်တာသူစီရောက်တဲ့ငါးတွေအကောင်အိမ်သားတွေကိုပြစ်ချခံရတယ်တိတ်ကုန်လဲဆိုပြီးပြောတော့ဒီမိုလေးလဲကျွန်တော်ကြောက်တယ်မသွားဘူးအဖေစီပဲပြန်မဲဆိုပြီးတော့အော်ဟစ်နေခဲ့တယ်တစ်ဖက်မှာလည်းမာလင်ကပြေးရင်လွှာရင်မျက်မှန်ပျောက်သွားတာကြောင့်စိတ်ညစ်နေခဲ့တယ်ငါသားလေးကိုရှာလို့မရတော့ဘူးဆိုပြီးဘာလို့ဘာကရမလဲမသိဖြစ်နေခဲ့တယ်အဲ့ဒီလိုနဲ့နှစ်ယောက်သားရှေ့ကူးလိုက်စကားတွေပြောလိုက်နဲ့စိတ်ညစ်စရာတွေဖြစ်ပြောင်းနေခဲ့တယ်ခဏနေတော့အသားစားငါကြီးတွေတွေ့တာကြောင့်အသက်ကောင်ပပြေးနေခဲ့ရတယ်ဖြစ်ချင်တော့အသားစားငါကြီးအလင်းရောင်တဲ့သူမျက်မှန်မှာရေးထားတဲ့စာကိုဒိုရီတို့ဖတ်နိုင်ခဲ့တယ်ဒါပေမဲ့ဘာအထိပ္ပယ်မှန်သူတို့မသိကြဘူးတစ်ဖက်မှာလည်းနီမိုလေးထွက်ပြေးနိုင်မဲ့ညီလန်းတွေကိုကူစင်းစားနေကြတယ်နောက်9ရက်လောက်နေရင်ဆရာရဲ့တူမလေးရောက်တော့မှမို့နီမိုလေးကိုကယ်တင်နိုင်မဲ့ညီလန်းတွေကိုရှာဖွေနေကြတယ်နီမိုလေးကလည်းဘာပဲဖြစ်ဖြစ်သူရအောင်လုပ်မယ်အဓိကကတော့သမုတ်တရားကြီးတဲ့ပြန်ရောက်သွားပြီးသူ့အဖေကိုတွေ့ရင်ရပြီဆိုပြီးပြောခဲ့တယ်တစ်ဖက်မှာလည်းမာလင်ကမျက်မှန်မှာပါတဲ့စာအတိုင်းစစ်တနီကိုသွားနေခဲ့တယ်လမ်းမတွေငါတတိုက်အကူကြီးနဲ့မာလင်တို့ကစစ်တနီသွားမဲ့လမ်းကြောင်းကိုတီးခဲ့တယ်မာလင်လည်းလမ်းတီးတီးချင်း
ချက်ချင်းပဲစစ်တနီကိုခရီးဆက်ခဲ့တယ်။တစ်ဖက်မှာလည်းနီမိုလေးကအပြင်ကိုထွက်နိုင်ဖို့ကြိုးစားနေခဲ့တယ်။အပြင်ကိုရောက်ဖို့ငါးကန်ထဲကနေအစင်စင်ဖြစ်ကျော်ရတာကြောင့်အခက်အခဲများစွာကြုံတွေ့ခဲ့တယ်။ဒါပေမဲ့နီမိုလေးကတော့ဆွဲမလျှော့ပါဘူး။သူရအောင်လုပ်မယ်အကောင်းဆုံးကြိုးစားမယ်ဆိုပြီးကြုံဝါနေခဲ့တယ်။တစ်ဖက်မှာလည်းငါလေးကအစမပြတ်ကူးခတ်လာရင်စစ်တနီကိုရောက်လာခဲ့တယ်။ရောက်လာတော့လမ်းမှာတွေ့တဲ့လက်ကလေးတွေကိုအကူအညီတောင်းပြီးနီမိုပြောက်သွားတဲ့အကြောင်းပြောတယ်။အားလုံးကိုနီမိုလေးကိုကူရှာပေးဖို့အကူအညီတောင်းခဲ့ပြီးငါလေးတယောက်စစ်တနီကိုဆက်ပြီးတော့ခရီးဆက်ခဲ့တယ်။သွားနေရင်းနဲ့လမ်းမှာအခက်အခဲတွေကိုကြုံလိုက်ရန်သူတွေတွေ့လိုက်ရှောက်လိုက်နဲ့ခရီးဆက်လာခဲ့တယ်။ဒီလိုနဲ့လမ်းခရီးတစ်ထောက်ရောက်တော့ဝေလာငါကြီးနဲ့ဆုံခဲ့တယ်။ဝေလာငါကိုလမ်းပြပေးဖို့အကူအညီတောင်းခဲ့ပေမဲ့ကန်ဆိုးချင်တော့ဝေလာငါကြီးရဲ့ပိုက်ထဲကိုရောက်သွားပြီးပိတ်နေမိခဲ့တယ်။အချင်းချင်းရောင်းထွက်ဖို့စူးစမ်းခဲ့ပေမဲ့လည်းမာလင်တို့အဆင်မပြေခဲ့ဘူး။ဝေလာငါကြီးပိုက်ထဲမှာမာလင်တို့တော်တော်ကိုဒုက္ခရောက်ခဲ့ပေမဲ့ခဏနေတော့ဆွေမလျှော်တဲ့စူးစမ်းမှုကြောင့်မာလင်တို့အပြင်ကိုရောက်လာပြီးစစ်တနီကိုတန်းရောက်လာခဲ့တယ်။တစ်ဖက်မှာလည်းဒီမိုတို့ကအပြင်ကိုထွက်နိုင်ဖို့စူးစမ်းနေကြဆဲဖြစ်ပါတယ်။ဒီမိုလေးကိုဆရာဝန်ရဲ့သူမကလာခေါ်ခဲ့တယ်။ဒီမိုလေးလည်းမသွားချင်ကြောင်းမသေးချင်သေးကြောင်းဘော်ဒါတွေကိုအကူအညီတောင်းခဲ့တယ်။ဘော်ဒါတွေလည်းဒီမိုလေးကိုအာတင်ထားဖို့ဘေးကနေအားပေးနေပေမဲ့ဒီမိုလေးကတော့တိမ်မကြောက်ပြီးထိတ်လန့်နေခဲ့တယ်။တစ်ဖက်မှာလည်းမာလင်တို့ကခရီးဆက်လာကြရင်စစ်တနီစိတ်ကန်းကိုရောက်လာတော့ငှက်ကြီးတွေနဲ့တွေ့ပါတယ်။အစားကတော့ငှက်ကြီးဝါမျိုးတာခက်ခဲရပေမဲ့ဗိုက်ထဲမှာတောင်ကျနေတာကြောင့်ငှက်ကြီးကပြန်အံ့ထုတ်လိုက်လို့အပြင်ကိုပြန်ပြီးတော့ရောက်ခဲ့တယ်။ခဏနေတော့ငှက်ကြီးကမာလင်ကိုတနာပြီးနီမိုလေးရှိရာကိုလိုက်ပို့ပေးခဲ့တယ်။နီမိုလေးနဲ့ခဏလေးတွေ့တော့မှဆရာဝန်ကငှက်ကိုမောင်းထုတ်ခဲ့တာကြောင့်အပြင်ကိုပြန်ရောက်ခဲ့တယ်။နီမိုလေးလည်းဘော်ဒါရဲ့ကူညီမှုကြောင့်ဆရာဝန်တူမရဲ့လက်ထဲကလွတ်ခဲ့ပြီးအပြင်ဘက်ကိုရောက်လာခဲ့ပြီးဖခင်ဖြစ်သူကိုလိုက်ရှာနေခဲ့တယ်။အဲဒီလိုနဲ့နီမိုတယောက်ခရီးဆက်နေရင်အမှတ်မထင်ပဲကန်ကောင်းချင်တော့ထိုရင်နဲ့ဆုံခဲ့တယ်။ထိုရီကနီမိုဟာမာလင်နဲ့သဘုံဆန်နဲ့တူတာကြောင့်မာလင်သားဆိုတာသိသွားပြီးချက်ချင်းပြေးခေါ်ခဲ့တယ်။ပြီးတော့စိတ်ဆိုးပြီးအိမ်ပြန်ဖို့ကြိုးစားနေတဲ့မာလင်ရဲ့နောက်ကိုလိုက်သွားခဲ့ကြတယ်။ပြီးတော့စိတ်ဆိုးပြီးအိမ်ပြန်ဖို့ကြိုးစားနေတဲ့မာလင်ရဲ့နောက်ကိုလိုက်သွားခဲ့ကြတယ်။ဖေဖေးဆိုပြီးနီမိုလေးကခေါ်နေတာကြောင့်မာလင်ကချက်ချင်းပြန်လဲလာပြီးတော့သားလေးကိုပြစ်ဖက်ပါတော့တယ်။နောက်ဆုံးမှာတော့ဝေးကွာနေတာကြာပြီဖြစ်တဲ့သားဖနှစ်ယောက်ပြန်ဆုံတွေ့ကြပါတော့တယ်။အဲဒီအချိန်ငါးဖက်ပိုက်ကြီးကျလာပြီးအဖမ်းခံရတော့မလို့ဖြစ်ပေမဲ့နီမိုတို့သားဖဘက်ကွန်ကြီးရန်ကနေရှောင်တိန်နိုင်ခဲ့ပါတယ်။သားဖနှစ်ယောက်စစ်တနီကနေသူတို့နေရက်ကိုဘေးအန္တရာယ်ကင်းကင်းနဲ့ပြန်လာနိုင်ခဲ့ပါတော့တယ်။